ေနာဥသောဘဂဝတာသနာတာပတ္တတာရဟတာသမ္မာသမ္ဗုဒ္ဓေနာယခသံယုတ်တေအာလဝကသုတ်တံကာထကာရဗကေတမေဝတ္ထုသမေကထင်္စဘာတိတံအာလဝိယံဗန္တိအာလဝကသယခသဘဝနေအာလဝကံယခံအာရဗဘာတိတံအာလဝကောဗန္တိယခောဘဂဝန္တံဂါထာယဣဇဘာတိဟိန္ဒုဒဝေတံပုရိသတသစ္ထံဟိန္ဒုသူစိဏံဒုက္ခမာဝတိဟိန္ဒုအဝေသာဓုတရံရတာနံကထံဇီဝိဉ္ဇီဝိတာမဟုသစ္ထံတိသာသမိံဗန္တိဝတ္ထုသမိံသာတိတာဝိတံပုရိသတသစ္ထံဓမ္မောသူစိဏောဒုက္ခမာဝတိသေသံဟဝေသာဓုတရံရတာနံပညာစီဝိဉ္ဇီဝိတာမဟုသစ္ထံတိဧဝမာဒိနာဗန္တိဘဂဝတာဘာတိတံသိတော်မူမြင်တော်မူ၍ပူဇော်တုအခန္ဓာမူလိုက်သောနိယရ၅ပါးတရားလုံးစုံကိုအကုန်စင်သိမြင်တော်မူသောဘုံတော်၆ပါးသခင်ထိုဖျားရှင်သည်ယခတန်ယုံ၌သံဃာနာရင်ဆရာများတို့သံဃာနာတင်ထားသောအာလဝကသုတ်တံဒေသနာကိုဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်သို့သောအထုပ်ပါတိကြောင့်အဘယ်သို့သောအချင်းရာအပြင်ဟောကြားတော်မူခဲ့ပါသနည်းငါရှင်အာလဝိပိအယဝေအာလဝကဘလူဤဗိမာန်တွင်၌ဗိမာန်ရှင်ဖြစ်သောအာလဝကဘလူကိုအကြောင်းပြု၍သာပင်ညူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်သာပင်ညူမြတ်စွာဘုရားသည်အာလဝကဘီလူကိုခြေချွတ်တော်မူအပ်သောငါသာဝတိပြည်မှဒီခရီးယူဇနာ30ဝေးกว่าသောအာလဝိပြည်အရသို့ညနေချမ်းအခါတစ်ပါးဒီကြွတော်မူလာ၍အာလဝကဘီလူဤဗိမာန်အတွင်းဝယ်တည်သုံးနေထိုင်တော်မူလျက်ရှိပါသည်ဘုရားကြောင့်တော်မှတရားနာ၍ပြန်ကြသောသာန္တာဂိရဘီလူဟေမဝတ္တဘီလူတို့သည်ကောင်းကင်ဂရီဖြင့်သွားကြသည်တွင်အာလဝကဘီလူဤဗိမာန်ထက်သို့ရောက်သောအခါမသွားနိုင်ရှိကြပါ၍အကြောင်းချင်းရာကိုစုံစမ်းလက်သည်ရှိသောသာပင်ညူမြတ်စွာဘုရားအာလဝကဘီလူဤဗိမာန်တွင်တည်သုံးနေသည်ကိုသိကြသဖြင့်တရားရှင်အာဝတ္တဝါယုကျိုးရှိခိုးပြီလင်ဘလူပရိသအစည်းအဝေးသို့သွားရောက်၍အာလဝကဘီလူအာလာဘာတေအာလဝကသုလဒံတေအာလဝကအစာရှိသည်ဖြင့်အိုအချင်းအာလဝကသင်ဤဘုံဗိမာန်အတွင်းဝယ်သာပင်ညူမြတ်စွာဘုရားတရင်သုံးသံနေတော်မူပါသည်သင်အားရတော်ပါပေစွာဟု၍ဝမ်းမြောက်ဝမ်းသာချီးမွမ်းစကားပြောကြားကြပါသည်ထိုကအာလဝကဘီလူသည်ပြင်းစွာအမျက်ထွက်လာ၍ထိုဘီလူအစည်းအဝေးမှထွက်ခဲ့ပြည်လင်ကေလာသတောင်ဒိဋ္ဌဝေမမရ၍ကိုမျိုးသောလက်နှကြီးတို့ဖြင့်ပြည့်စုံပါတော်လီသာပင်ညူများစွာဘုရားကိုတုံ့လုပ်စေခြင်းကမစွမ်းနိုင်သဖြင့်နေခမသမဏယဟန်ကြီးငါဗိမာန်ငါထွက်တော်ဟူ၍ပြောဆိုကျင်းဝါခဲ့ပါလိဒုက္ခသာပင်ညူများစွာဘုရားသည်မဟာကရုဏာတော်ပြဋ္ဌာန်း၍ချမ်းကြည်သောအတန်တော်ဖြင့်ဧဝမဟုသောကောင်းပါပြီဒါယကဟု၍ထိုအာလဝကဘလူဤဗိမာန်မှထွက်တော်မူခဲ့ပါသည်တဖန်အာလဝကဘလူသည်ပဝိသသမဏ
အိုယံညီကောဓမ္မတဖန်ဗိမာန်တွင်ပြန်ဝင်ဦးလောဟု၍ရောစုပြန်သောအခါလီထို့အတူပင်လည်းဧဝမဟုသောကောင်းပါပြီဒါယကဟု၍သာယာနုညွတ်ထိုဗိမာန်တွင်သို့တဖန်ဝင်တော်မူခဲ့ပြန်ပါသည်ဤနည်းအတူထွက်စေဝင်စေဟု၍သုံးချိန်တိုင်တိုင်ပြောဆိုသောအခါသုံးချိန်တိုင်တိုင်ပင်ဖျားများစွာသည်အလိုသို့လိုက်ပါ၍ထွက်တော်မူဝင်တော်မူခဲ့ပါပေသည်ထိုကအာလဝကဗိလူသည်ငါတမူကဤယာညီကောဓမ္မကိုထွက်စေဝင်စေသောအဖြစ်ဤနည်းအတူညှဉ်းပန်းနှိပ်စက်၍ဂင်္ဂမြစ်တစ်ဖက်သို့ပြစ်လွတ်အမှုအကြံဖြစ်ပြီးလင်သတုဋ္ဌာအကျဉ်းမြောက်၌နေခမသမဏအိုယာညီကောဓမ္မဗိမာန်တွင်မှထွက်ခဲ့ပါလောဟု၍ပြောဆိုကြပါသည်ထိုကသဖြင့်ညူများစွာဘုရားသည်အာလဝကဗလူ၏ဟောပြန်မှယွင်သောစိတ်အကြံကိုဝေဖန်ထင်ရှားသိမြင်တော်မူသည်ဖြစ်၍နာခွာဟံအာဟုသောနေခမိတ်သာမိယန္တေကရဏိယံတံကရောဟိဒါယကအာလဝကဗိလူငါဘုရားကမထွက်တော့ပါသင်ပြုလို့ရန်ရှိသည်များသောကိစ္စကိုသာလင်သင်ပြုလုပ်ဖွယ်ရှိပါတော့သည်ဟုမိန်ကြတော်မူလာသည်တွင်ပညာတေသမဏပုစိတ်သာမိယတိမေတွန်းနာပြာကရိတတိစိတ်တံဝါတေခိပိတ်သာမိဟရိယံဝါတေဖာလိသာမိပါတိသူဝါကေတောပါရကေငါယခိပိတ်သာမိဟု၍အိုယာညီကောဓမ္မအသင်အားငါသည်အမေပု္ပ္ပာပြတနာကိုမေးမြန်းပါအကယ်၍ငါ၏အမေပု္ပ္ပာပြတနာကိုပြေလီစွာမဖြူရေးဆိုနိုင်လတ်သည်ရှိသောသင်ဤစိတ်ကိုလိဖောက်ပြန်ယူသွတ်သွားအောင်ငါပြုပါသင်ဤနှလုံးသားကိုတော်မူလိဖောက်ခွဲပါခြေတော်ကိုဆွဲကိုင်း၍ဂင်္ဂါမြစ်တစ်ဖက်သို့တော်မူလိငါပြည့်အံ့ဟု၍ကျိန်မောင်းစကားပြောကြားခဲ့ပါသည်ထိုအခါသဗ္ဗညုမြတ်စွာဘုရားကနာတံအာဟုသောပတ္တမိသဒေဝကေလောကေသမာရကေသဗျမကေသသမဏဗျာမဏိယမဇာယသဒေဝမနုဿာယယောမေစိတ်တံဝါခိပေယဟရိယဝါပါဠိယပါတိသူဝါကဟိတဝါပါရကေနာယခိပေယအပိစတွန်းအာဟုသောပု္ပ္ပယတာကင်္ဂတိဟု၍အာလဝကဗိလူနတ်မြမနှင့်တကွာသောတတ္တလောကအတွင်းဝယ်ငါဖျားဤစိတ်နှလုံးကိုဖောက်ပြန်သွားအောင်ပြုလုပ်နိုင်သောသူငါဖျားဤနှလုံးသားကိုဖောက်ခွဲနိုင်သောပုဂ္ဂိုလ်ငါဖျားဤခြေတော်ကိုဆွဲကိုင်း၍ဂင်္ဂါမြစ်တစ်ဖက်သို့ပြစ်လွတ်နိုင်သောပုဂ္ဂိုလ်တစုံတယောက်ကိုမျှငါဖျားဤသဗ္ဗညုတဉာဏ်တော်ဖြင့်ကြည်တော်လီမမြင်ရပါတို့စေကမူအသင်အလိုရှိသောအမေပု္ပ္ပာပြတနာကိုအသင်အလိုရှိသည့်အတိုင်းမေးမြန်းပါဟုသာဘိညုမြတ်စွာဘုရားတို့၏ဖိတ်ကြားတော်မူခြင်းဖြင့်ဖိတ်ကြားတော်မူလာပါသည်ထိုအခါလဝကဗိလူသည်မိဘတို့လက်ထက်ကပင်ရှင်းသက်ခဲ့သောကံသဘာမြတ်စွာဘုရား၏သာသနာတော်မှအစဉ်သဖြင့်လာခဲ့သောမိမိဒီလက်ထက်ဝယ်အဖြေဝိသေသနာစကားတွေပြောက်သဖြင့်အမေပု္ပ္ပာပြတနာလောက်သာလင်ရွှေပေလွှား၌ကြံရစ်သောအမေပု္ပ္ပာပြတနာကိုသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားအားမေးလျောက်အံသောငါဂိန္ဓုဒဝိတံပုရိသသာသေထံဂိန္ဓုသူစိန်သောဒုက္ခမာဝဟာတိဂိန္ဓုဟဝေသာထုတရံရသာနံကထံဇီဝိဇီဝိတမဟုသေထံဟုအိုယာညီကောဓမ္မဤလောကဝေပုဂ္ဂိုလ်တ attva သူငါတို့ဤပိစုပန်တန်တရားနထာနဝေအမြတ်ဆုံးချီးမွမ်းအဆုံးသောဥစ္စာယတနာဟုသည်အဘေတရားဖြစ်ပါသည်
အဘယ်မည်သောတရားသည်နေရှိရမြလေလာပွားများအပ်သည်ရှိသောချမ်းသာဒုက္ခတရားကိုရွယ်ဆောင်နိုင်ပါပြီတည်းဤလောက၌ရှိသမျှသောအယတာတကားတို့တွင်အချိုးမြင့်ဆုံးသောအယတာဟုသည်အဘယ်တရားမျိုးဖြစ်ပါသနည်းအဘယ်သို့သဘောရှိသောပုဂ္ဂိုလ်၏အသက်ရှင်ခြင်းကိုအထူးသဖြင့်ချီးမွမ်းအမြတ်သောအသက်ရှင်ခြင်းဟု၍ဟောဆိုရပါသနည်းဟု၍မေးမြန်းလျောက်ထားခဲ့ပါသည်ထိုအခါသဗ္ဗညုမြတ်စွာဘုရားသည်ကသဗ္ဗဘုရားရှင်ခြေတော်မူခဲ့သောနိလံအစဉ်အတိုင်းပင်လည်းသာတိတာဝိတံပုရိသတသေထံဓမ္မောသူစိန်သောဒုက္ခမာဝတိသေသံဟဝေသာဓုတရံရသာနံပညာစီဝိဉ္စီဝိဒမာဟုသေထံဩအာလဝကဘိလူဤလောက၌သူငါများစွာသောတတ္တဝါတို့၏ခုဝဓမ္မပစ္စုပန်နှင့်ဓမ္မလွန်နောက်ဘဝဝယ်လွန်စွာအကျိုးစီးပွားဖြစ်ထွန်းစေတတ်သောဥစ္စာယရဏအစစ်ဟူသည်မှာယရဏသုံးဏကံကံ၏အကျိုးကိုယုံကြည်ခြင်းတရားတရားပင်ဖြစ်ပါတော့သည်အဖန်မံအထထလေလာစီဘူးပွားများအပ်သည်ရှိသောချမ်းသာမျိုးမျိုးကိုရွယ်ဆောင်တတ်သောတရားတစ်ပါးဟူသည်မှာသူစရိုက်7ပါးကုသိုလ်တရားတို့ပင်ဖြစ်ပါတော့သည်ဤလောကဝယ်အယတာအမျိုးမျိုးရှိသည်အနက်အထူးသဖြင့်ချိုးမြင်ကောင်းမြတ်လာသောအယတာဟူသည်မှာဝစီမင်္ဂလာမှန်ကန်သောသစ္စာစကားပင်ဖြစ်ပါတော့သည်ဤလောကဝယ်အသက်ရှင်ညာခြင်းအမျိုးမျိုးတို့အနက်ပညာဖြင့်အသက်မွေးခြင်းအသက်ရှင်ခြင်းကိုအထူးသဖြင့်ချီးမွမ်းအပ်သောအသက်မွေးခြင်းအသက်ရှင်ခြင်းဟူ၍ခေါ်ဆိုရပါသည်ဟုသာဘိညုဘုရားဖြေကြတော်မူခဲ့ပါသည်တဖန်လင်းဝါလာဝကဘိလူသည်ကထံသူတရတိဩကံကထံသူတရတိအနဝံကထံသူဒုက္ခမေစေတိကထံသူပရိသုစတိဩအရှင်ကြီးဂေါတမအဘယ်မည်သောတရားဖြင့်ဩကလေးသွဲရေရင်ချမ်းကိုကုသံထုတ်ချောက်လွန်မြောက်နိုင်ပါသနည်းအဘယ်မည်သောတရားဖြင့်သံတရားဒီဟုသောသမုဒ္ဒရာကြီးကိုကုသံထုတ်ချောက်လွန်မြောက်နိုင်ပါပေသနည်းအဘယ်မည်သောတရားဖြင့်သံတရားဝဋ်ဒုက္ခကိုလွန်မြောက်စေနိုင်ပါသနည်းအဘယ်မည်သောတရားဖြင့်သံတရားဒုက္ခကိုစင်ကြယ်စေနိုင်ပါသနည်းဟုတဖန်ထ၍400သောပု္ပ္ပာတို့ကိုမေးမြန်းလျောက်ထားပြန်ပါသည်ထိုကသဗ္ဗညုမြတ်စွာဘုရားသည်သာဒာယတရတိဩကံအပမဒေနအနဝံဝိရိယေနဒုက္ခမစ္စေတိပညာယပရိသုစတိဟုဩဝါလာဝကဘိလူဩတာပံဖြစ်ဖို့ရာအင်္ဂါ4ပါးတို့တွင်တပါးပါဝင်ဖြစ်သောတရားတရားဖြင့်ဩကလေးသွဲရေချမ်းကိုကုသံထုတ်ချောက်လွန်မြောက်နိုင်ပါပေသည်အပမဒတရားဖြင့်သံတရားဒီဟုသောပြင်းကျဲပင်လေသမုဒ္ဒရာကြီးကိုကုသံထုတ်ချောက်လွန်မြောက်စေနိုင်ပါပေသည်ဝီရိယလုံးလာဖြင့်သံတရားဒုက္ခကိုလွန်မြောက်စေနိုင်ပါပေသည်အရဟတမေပညာဖြင့်ဤသံတရားဆင်းရဲကိုစင်ကြယ်စေနိုင်ပါသည်ဟုအရဟတမေအရဟတဖို့အထွတ်တတ်သောအဖြေစကားအရာဖြင့်ဖြေကြတော်မူလပ်ပါသည်ဤအဖြေ400၏အဆုံးဝယ်အာလဝကဘိလူသည်သောတာပန်တည်ခဲ့ပါသည်ထိုကာလဝကဘိလူသည်တဖန်ဆက်လျောက်၍ကထံသူလဘတေပညာကထံသူဝိန္ဒတေဒနံကထံသူဂိတ်တိံဘဘောတိကထံမိဒ္ဓာနိကန္တတိအာသမလောကပရံလောကံကထံပစ္ဆနာသောစတိဟု
ုံတော်ကြီးမြတ်တော်မူလာတော်မြတ်စွာဘုရားအဘယ်မည်သောအကြောင်းယုတ်တွေအဘယ်မည်သောတရားအဆူရှိပါမှလောကီလောကုတ္တရာပညာတရားကိုရရှိနိုင်ပါသနည်းအဘယ်သို့သောတရားကိုလက်ကင်ထားပါမှစီးပွားဥစ္စာကိုရရှိနိုင်ပါသနည်းအဘယ်သို့သောတရားလက်ကင်ထားပါမှဤလောကဝယ်ထင်ရှားကြော်ကြားနိုင်ပါသနည်းအဘယ်သို့သောတရားလက်ရှိထားပါမှအဆွေခင်မွန်းတို့ကိုပြည့်စုံစေနိုင်ပါသနည်းဤလောကမှာဓမ္မလွန်လောကသို့သုတိပြတ်၍သေလွန်၍သွားသောအခါအဘယ်တရားပါရှိမှဓမ္မလွန်လောက၌မစိုးရိမ်ရပဲရှိပါသနည်းဟုအမေဗုဒ္ဓပြတနာ900ကိုတဖန်ထပ်၍လျောက်ဆိုရပါသည်ဘုရားသဗ္ဗညုမြတ်စွာဘုရားသည်သတ္တဟနောအရဟတံဓမ္မံနိဗ္ဗာနပတ္တိယသုံးသူတံလဘတိပညာအပ္ပမတောဝိသကနောပတိရူပါကာရီဒုရဝဥဋ္ဌာတဝိန္ဒတိတနံသစ္စေနာကိတ္တိံပဘောတိတတံမိဒ္ဓာနိကန္တတိအာသမလောကပရံလောကံဧဝံပိသနာသောစတိယသေတေသတုရောဓမ္မသတ္တတကရမေတိနောသစ္ဆံဓမ္မောဒိဋ္ဌိသာကောသာဝေပစ္ဆာနာသောစတိဟု၍ဩအာလဝကပိလူဒီလောကဝေအရိယာသခင်အရှင်သူမြတ်တို့၏နိဗ္ဗာန်ရောက်ကြောင်းကောင်းမြတ်သောတရားစကားကိုယုံကြည်ခြင်းတရားတရားလက်ရှိထား၍၎င်းတရားတရားရှိပြီးလင်စီကခြင်းစီကပြီးလင်ရိုသေစွာကြားနာခြင်းတည်းဟုသောသုတ္တုသာတရားလက်ရှိထား၍၎င်းမမေ့မလျော့မပေါ်မဆာခြင်းတည်းဟုသောအပ္ပမဒတရားလက်ရှိထား၍၎င်းအကြောင်းအကျိုးကိုဆင်ခြင်တိုင်းထွာနိုင်စာခြင်းတည်းဟုသောဝိသခဏတရားလက်ရှိထား၍၎င်းဤတရား၄ပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်သည်လောကီလောကုတ္တရာပညာမျိုးကိုရရှိနိုင်ပါပေသည်။ဩဝါလဝကဘလူသင်တင်လျောက်ပါသောအမှုကိုပြုလုပ်ခြင်းတည်းဟုသောပฏิရူပကာရီကိုစေတသိကလုံလဝရိယနှင့်ပြည့်စုံခြင်းတည်းဟုသောဒုရဝါဟိကုံကာယီကလုံလနှင့်ပြည့်စုံခြင်းတည်းဟုသောဥဒ္ဒါနသမ္ပဒါကုံဤကျေးဇူးကုံနှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့သည်လောကဝေစည်းစိမ်ဥစ္စာတို့ကိုရရှိနိုင်ပါပေသည်ဝစီမင်္ဂလာမှန်ကန်သောသစ္စာစကားဖြင့်ကြော်ကြားထင်ရှားခြင်းကောင်းသောတရင်ကြော်ကြားခြင်းကိုရရှိနိုင်ပါပေသည်သူတစ်ဖက်သားတို့အာနိများမဆိုပေးကံလှူဒန်းခြင်းဖြင့်အဆွေခင်မွန်းတို့ကိုပြည့်စုံစေနိုင်ပါပေသည်ဤသို့အပ်ပြီးတော့လုံလာဝိရိယဤသို့အပ်ပြီးတော့သုတ္တုသာအရင်ခံသည့်တရားမျိုးဤသို့အပ်ပြီးတော့အလှူဒါနဤသို့အပ်ပြီးတော့ဝရိယတရားမျိုးဤတရား၄မျိုးပြည့်စုံသောပုဂ္ဂိုလ်သည်ဓမ္မလွန်လောကဝယ်ဆိုရင်ရခြင်းမရှိပါဟုသာပင်ညုမြတ်စွာဘုရားသည်လျောက်ဆိုအပ်ပြီးသောအထုပ္ပကြောင့်အာလဝကဘလူကိုအကြောင်းပြု၍ဒီအာလဝကသုတ်တံဒေသနာတော်မြတ်ကိုသောတာပတ္တိဖို့သို့အာလဝကဘလူရောက်သည့်တိုင်အောင်စိတ်ပြခွဲကြဟောကြားတော်မူအပ်ပါသည်အရှင်ဘုရားသက္ကသံယုတ်တေပနာဟုသောဝတ္တပရသုတ်တံဘဂဝတာကထာကာရဝကထင်္စဘာတိတံအာဝတိယံဗန္တိသံမဟုလေဘေကုအာရဘသင်္ကသဘေကုဒေဝနာမိတ္တပုဗ္ဗေမနုဿဘုဒ္ဓတအာနာဝတ္တပဒာနိသမတ္တာနိသမာဒိဏာနိအေသောယေသံသမာဒိဏတသေကောသက္ကတံဣဇဂာတိ
Eva Madina Bandi Bhagavata Badidam Bekatan Yonai, Nangana Dintado, Vadabrami, Totandia, Ditanado, Kona Japani, Dizona Muda, Tabinu, Yasaria, the Gini, Bayari Danai, Bebo Jambi, Bedo Chia, Ojaro, Muge, Badani, Gasin. Awati Yahweh Yazano Yano go Jambi. Then Bhikkhu Devana Minda Boge Manuda Budanda Santa Vadavadani Tamadani Tamadina Ni the Wasaji Vim Chitayano Nandu Gozu Yado the Jamia She Lu Chisin Kakala Wem Konabado Ajin Wadogo Yivi Song Long Chijin Geli Gomi Konabado the Yapi Jang Gomya do Ajin Badibadogo Saudi Jin Jang Gajin Wudo Jang Yang Benlem The Yamin Ludim Lubi Masu de la Desido the Yapi to Kaya Yavadi Konabado the Yapi Jang Gomya do Ajin Badibado Dima Yawazi Mata Piti Baro Adam Adi at the Shidamyaka Balo Migan Bagan Jesu Shendogo. Both the Enjoy Buzu do Pogo, Dumia Sense, Chipe, and we are Saudi Gendaba. Yawa Zeon Gule, Zendabasayi Adam. At the Shidamyaka Balo Mimi Swe Myo Adonwe. At that they can't change Miado Pogo, Yode Jono, and who Saudi Gendaba. Yawazi Wantana was so Adam. Nadi at the Shidamyaka Balo Nunyam Jib, do the Fetado, Chipoe Kong Laudo. Do Batida was as a Gago Dangabio and who is Saudi Gendaba. Yawazi one Abiduna was so Adangadi at the Teso. At the name Gizonamyaka La Balo. Goncho the Gama Bioja and who is Saudi Gendaba. Yawazi one Wigadamala Miserina, Sidata Agada is our dear Muda Sago, Payata Bani. All the Gadado Yasayogo Dana than we were Gadado. Nadi at the name Gizonamyaka La Balo. Lulu Sunjeli Shidodu Akaka Ding Luba Watudo Belu Yan Sejo Abi Dole Shido Pogo Began Sunje Ludanyan I am yet the same Willie or the Pogo Sudavado Downyanyan Tai down the Pogo Began in which I am yet Willie or the Pogo Chivi Kino Missy Rashido Sapien Adi am yet to say Eadi Tong Lubango so you Nibi Amu Say go Saudi Gendaba Yawazi one this hour so Adangadi at the Teso at the Gobino Lee so Amamano the Gago Naga Mabioja Mangano was even a lot this as a Gago Dalim Bioja and who is Saudi Gendaba Saudi the Adanjin Janyan Leader Yawazi one a god no Adan Tasi be me god or Obizia Kiba me one number we need Andy Nadi at the Tinshashi the Myakala Balo to the Petadu a Miamato sing alone Navy I gave it I only dominati Gada Ayan Kamshi the Pit. I'm yet Twasiga Muto and Yago Takana at Dom Mabin Bepsha and Hui Saudi Jin Saudi at Tankin Janyan Dava. Then that Abekwe Deva Nami Dada. Obe Manuda Budada Imani Dada Wadabadani the Madani the Madina Ni Edo Chinayanu Nadogo Suado the Jamea Jelu Chisemaga Lulembo Wawe Iso Abido the Japi Jong Konabado Ajembadiba Gaunogo Bibi Song Long 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 Lao Lao Saudi Jinjanga Jinhudo Jang Jang
တရားမင်းသည်လူပြေမှသုတိပြကျွေသေးလွန်သောကာလ၌တရားအဖြစ်သို့ကာရောက်ရပါသည်ဟုဤဆိုအပ်ပြီးသောတရားဖြစ်ကြောင်းကောင်းမြတ်သောအကျင့်ပฏิပတ်ခုနှစ်ရတို့ကိုဉာဏ်ပညာထက်သောပုဂ္ဂိုလ်တို့အကျဉ်းချုပ်မှလွယ်ဆောင်လွယ်စိမ့်သောငါမာတာပိတိပရံသံတုံကုလေစေထပစာယိနံသံနံသခိလာသံဘာသံပေသူနေရပါယိနံမစ္စေရဝိနယေယုတ်တံသစ္ဆံဘောဓာဘိဘုံနရံတံဝေဒေဝတာဝတိသာအာဟုသပ္ပုရိသောဣတိဟု၍သာပင်ညုများစွာဘုရားသည်များစွာသောဓမ္မပဋိက္ခာကယဟန်တို့ကိုအကြောင်းပြု၍တရားဖြစ်ကြောင်းအကျင့်900ကိုပေါ်ပြရာဖြစ်သောဤဝတ္တပဒသုတ်တံဒေသနာတော်မြတ်ကိုပညာထင်ရှားဟောကြားတော်မူအပ်ခဲ့ပါသည်အရှင်ဘုရားဒလိဒသုတ်တံပနာဟုသောဘဂဝတာကာထကာရဘကထင်္စဘာတိတံသာသကေဗန္တိသမဟုလေဘိက္ခုအာရဘဘုဒ္ဓဘုဗ္ဗံဘေကဝေအညာတရောပုရိသောဣမသမိန်ယေဝရာသကေမနုဿတလိတောဟောတိမနုဿကပနောမနုဿဝရာကောသောတထံဂတဘဝေတိတေဓမ္မဝိနယေသတ္တံသမာတိသီလံသုတံသာဂံပညာသမာတိယတိဧဝမာတိနာဗန္တိဘဂဝတာဘာတိတံထိုသကဗံယုံ၌သင်္ဃာနာတင်ထားသောဒလိဒသုတ်တံမြည်သောတရားဒေသနာတော်ကိုဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောသာပင်ညုမြတ်စွာဘုရားသခင်သည်အဘယ်ရရေသာ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍အဘယ်သို့သောအချင်းရာအဖြစ်ဟောကြားတော်မူခဲ့ပါသနည်းငါရှင်ရာဇဂုပြည်အယဝယ်များစွာသောယဟန်တို့ကိုအကြောင်းပြု၍သဒ္ဒါသီလသုဒ္ဓသာဂပညာတိဟုသောတရား5ပါးတို့ကိုဖြည့်ကျင့်စေတော်မူလိုသဖြင့်ဤဒလိဒသုတ်တံဒေသနာတော်မြတ်ကိုပညာဟောကြားတော်မူအပ်ခဲ့ပါသည်သာပင်ညူမြတ်စွာဘုရားသခင်သည်ရာဇဂုပြည်ဝေလူဝန်ကြောင့်ဝယ်ကင်းအောင်မွေလျော်နေတော်မူသောအခါများစွာသောယဟန်တို့ကိုဘုဒ္ဓပုဗ္ဗံဘေကဝေညာတရောပုရိသောဣမသမင်းယေဝရာသကေမနုဿတလေတောဟောတိမနုဿကပနောမနုဿဝရာကောအစာရှိသည်ဖြင့်ရှင်သာယဟန်တို့မဝေးလာသေးသောငါဘုရား၏လက်ထက်ရှေးခေဝဲမဖြစ်ခဲ့ဘူးသောအကြောင်းသူတရားမှာဤရာဇဂုပြည်အရာ၌ပင်လင်သုပ္ပဗုဒ္ဓအမည်ရှိသောလူစင်းရဲ့တယောက်အထီးကျန်သောလူတယောက်အနာယောဂါကြီးနှိမ့်ဆက်သဖြင့်ကိုးရမယ်သောလူတယောက်ရှိခဲ့ပါသည်ရှင်သာယဟန်တို့ထိုသုပ္ပဗုဒ္ဓအမည်ရသောယောဂါကြီးတဲ့ပုဂ္ဂိုလ်သည်အခါတစ်ပါးဝေငါဖျားမှုရှိသောယဟန်သင်္ဃာတော်အပေါင်းကိုရာဇဂုပြည်သူပြည်သားတို့သည်ဆွမ်းပြုစုကြပါသည်ကြီးစွာသောမန္တကနာထိုး၍ဆွမ်းပြုစုကြပါသည်ထိုအခါသုပ္ပဗုဒ္ဓနုနာတေသည်မန္တယနီအပါဝေလာရောက်၍နေပါသည်ရာဇဂုပြည်သူပြည်သားများစွာသောလူတကာများတို့သည်ဖျားမှုရှိသောသင်္ဃာတော်ကိုဆွမ်းပြုစုလှုပ်ကြွေးပြီးသောကာလသုပ္ပဗုဒ္ဓအမည်ရသောနုနာသည်အလိဆွမ်းကျွန်းဆွမ်းကြံကိုပေးခံလိုက်ပါသည်ထိုကသုပ္ပဗုဒ္ဓနုနာတဲ့သည်ထိုမွန်မြတ်သောဆွမ်းခဲဝေကိုစားရသဖြင့်ဒီကြီးချမ်းသာသောစိတ်နှလုံးရှိခဲ့ပါသည်ထိုကံငါဘုရားသည်လိထိုဆွမ်းနာယငါဓာယီကာမတို့အားဆွမ်းအနုမောဒနာတရားကိုဟောကြားလျက်ရှိပါသည်သုပ္ပဗုဒ္ဓနုနာတဲ့သည်ငါဘုရားဟောကြားအပ်သောဆွမ်းအနုမောဒနာတရားကိုယောသေးစွာကြားနာ၍သဒ္ဒါသီလသုဒ္ဓသာဂပညာတိဟုသောတရား၅ပါးကိုပြည့်စုံစေခဲ့ပါသည်
ထိုဆွမ်းအနုမောဒနာတရားကိုပရိသတ်အစွန်အဖျားမှဉာဏ်နာရသဖြင့်ထိုသုဘဗုဒ္ဓနုနာတဲ့သည်ထိုခဏမှာပင်သောတာပန်ဖြစ်ခဲ့ပါလေသည်ထိုသုဘဗုဒ္ဓနုနာသည်ထိုမန္တရမှဖဲခဲ့၍မိမိနေရာရသို့သွားလင်မဲ့လံခရီအကြဝဲမျက်စိလေသောနွားမာသည်ဝှေ့ခဲ့သဖြင့်သုတိပြကျွေသေးလွန်ပြီလင်မြေအိုးကိုခွဲ၍ရွှေအိုးကိုရသောသူပမာဒါဝဒိန်သာနတ်တို့ရွာ၌တပါးသောနတ်တို့တဲ့အစဉ်အကုန်အားဖြင့်၎င်းအခြားအရာအကျော်သောကုံအားဖြင့်၎င်းလွန်ကဲမြင့်မြတ်သောနတ်သားတယောက်သွားပြီဖြစ်ပါသည်ထိုအခါများစွာသောဒါဝဒိန်သာနတ်တို့သည်ကဲ့ရဲ့ရှုံချစကားပြောကြကြပါကုန်သည်ဟိုအချင်းတို့အမွယ်ရှိပါပေသောမဖြစ်သဘူးအထုဖြစ်ပါပေသောဤနတ်သားသည်လူပြည်လောကဝဲလူချင်းမတူသူချင်းမများသည့်သုဘဗုဒ္ဓနုနာသည်ပုဂ္ဂိုလ်တယောက်ဖြစ်ပါလေရဲ့ယခုအခါဒါဝဒိန်သာနတ်ပြည်သို့ရောက်၍တပါးသောနတ်တို့ကိုအစဉ်ကုန်အားဖြင့်၎င်းအကျော်အစောအခြားရန်ကုန်အားဖြင့်၎င်းလွန်ကဲတင်နေ၍နေသည်ဟုကဲ့ရဲ့ရှုံချစကားပြောကြကြပါသည်ထိုခါတရားမင်းကထိုဒါဝဒိန်သာနတ်တို့အားအမောင်တို့ဤနာသားကိုမထီမဲ့မြင်မှုကဲ့ရဲ့ရှုံချမှုမပြုကြပါလင်ဤနာသားသည်ရှေ့လူဖြစ်စဉ်ကာလဝဲမြတ်စွာဘုရားဟောကြားအပ်သောဓမ္မဝိနည်းဖြင့်သင်ညိုရေတွက်အပ်သောသာသနာတော်အတွင်းဝဲသတ္တာသီလသုဒ္ဓဆာကပညာတိဟုသောတရား၅ပါးတို့ကိုပွားများကြိုးကိုအားထုတ်ခဲ့ပါသည်သောတာပန်စင်စစ်ဖြစ်ခဲ့ပါသည်ထိုသရသီလသုဒ္ဓဆာကပညာတိဟုသောတရား၅ပါးကိုပွားများကြိုးကိုစောင့်တည်အားထုတ်ခဲ့ခြင်းဟုသောအကြောင်းကြောင့်သုတိပြကျွေသေးလွန်းသည်မှနောက်ကာလဝဲဤဒါဝဒိန်သာနတ်ပြည်၌တပါးသောနတ်တို့ကိုအစဉ်ကုန်အားဖြင့်၎င်းချမ်းရန်ကျော်စောကုန်အားဖြင့်၎င်းလွန်ကဲတင်တယ်သောနာသာတဝူဟူ၍ထင်ရှားဖြစ်ခဲ့ပါပေသည်ဟုမိန့်ဆိုပြီးလင်ထိုနတ်တို့အားအကျဉ်းချုပ်အားဖြင့်မှန်သာစေအောင်လို့ငါယတတထာတထာငတေအာသလသုပတိဋ္ဌိတာသီလင်္သာယတကလျာဏံအရိယကန္တံပတံတိတံအစာရှိသောသုံးပါးဓာတုဖြင့်နတ်တို့ကိုအစိုးရသောတရားမင်းသည်နတ်ပရိသတ်တို့အလေဝေဒရာတိလာသုဒ္ဓဆာပညာတိဟုသောတရား၅ပါး၏ကျေးဇူးများပုံကိုဟောကြားခဲ့ပါသည်ဟုအဘိညုမြတ်စွာဘုရားသည်ရာဇဂိုကြီးများစွာသောယံတော်အပေါင်းတို့အားဤတရာသီလသုဒ္ဓဆာကပညာတိဟုသောတရား၅ပါး၏ယေစုဥပကာရများပုံကိုထင်စွာဖော်ပြသည်ဒလိဒာသုတ်တံအမည်ရသောဤဒေသနာတော်မြတ်ကိုစိတ်ဖြာခွဲခြားဟောကြားအပ်ခဲ့ပါသည်အရှင်ဘုရားယဇမာနာသုတ်တံမနာဟုသောဘဂဝါတာကာထကာရဘကိတမေဝတ္ထုသမေကထင်စဘာတိတံအာဇာဂေဗန္တိတကံဒေဝနာမိနံအာရဘဘာတိတံသေကောဗန္တိဒေဝနာမိနောဘဂဝန္တံဂါထာယဣဇဘာတိယဇမာနာနာမနုဿာနံပုညပိခာနာပါဏိနံကရောတံဩပတိကံပုညံကထဒိဏံမဟာဗလန္တိဒါသမိဗန္တိဝတ္ထုသမိဇာနာရောဇာပฏิပန္နာသတ္တရောဇဖလေထိတာဧတတံကိုဥစုဘုဒောပညာသီလသမာဟိတောယဇမာနာနံမနုဿာနံပုညပိခာနာပါဏိနံကရောတံဩပတိကံပုညံသံဃေဒိဏံမဟာဗလန္တိဧဝံခောဗန္တိဘဂဝတာဘာတိတံယဇမာနသုတ်တံမြည်သောတရားဒေသနာတော်ကိုဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောသာဝေညုမြတ်စွာဘုရားသခင်သည်ဘယ်ရရေသာ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်သို့သောအထုပ္ပါတိကြောင့်အဘယ်သို့သောအချင်းရာဖြင့်ဟောကြားတော်မူခဲ့ပါသနည်းငါရှင်ရာဇဂိုပြည်ဂိဇဂုတောင်ရဝဲနတ်တို့ကိုအစိုးရသောတရားမင်းကိုအကြောင်းပြု၍ဟောကြားတော်မူအပ်ပါသည်
ဒါပင်ညူများစွာဘုရားရာဇဂုရာဇဂုပြည်ကိစ္စကုတောင်ရ၌သတင်သုံးနေတော်မူသောအခါအင်္ဂမဂဒတိုင်းနှစ်တိုင်း၌ရှိကြသောများစွာသောလူအပေါင်းတို့သည်ဘုံသားတို့၏ဟောကြားချက်ကိုယုံကြည်သဖြင့်မြင်မာလာစွာသောထင်မုံကိုပုံကြည့်လင်ရှိဥထောပါဥတို့ကိုစုဆောင်၍မြမအပူဇော်သောအနေဖြင့်မိပူဇော်လျက်ရှိကြပါသည်ထိုကတရားမင်းသည်ထိုလူတို့ပြုသောအချင်းအရာကိုမြင်၍ဤလူအပေါင်းတို့သည်ကငါတို့၏မျက်မှောက်မှာပင်လင်မြမကိုပူဇော်အံ့ဟုကြံစီ၍မိမိတို့စီဥထောပါဥတို့ကိုမိဖြင့်တိုက်၍နေကြပါပေကုန်သည်ငါ၏မျက်မှောက်ဝဲဤသူတို့သည်အကျိုးမဲ့ပျက်စီးခြင်းသို့မရောက်စကောင်းဟုကြံစီ၍မိမိကိုယ်တိုင်ပင်မြမရောင်ဖန်ဆင်း၍လဗိမာန်ကိုခွဲ၍ထွက်သည့်ပမာကောင်းကင်မှလာရောက်ပြီလင်ထိုသူတို့ပူဇော်သောထိုသူတို့ဟုံပူဇော်သောမိဘုံအထက်၌မမယတ္တိကောင်းကင်၌ယတ္တိပြီလင်ဟိုလူအပေါင်းတို့ဤယခုပူဇော်ခြင်းသည်ကမည်သူအားပူဇော်ပါသနည်းဟုမေးမြန်းသောအခါယမမင်းအားပူဇော်ပါကြောင်းပြန်ပြောင်းပြောဆိုကြသည်တွင်တရားမင်းသည်အိုအမောင်တို့သမ္မာသမ္ဗုဒ္ဓဘုရားထင်ရှားရှိပါလေရဲ့အဘဲ့ရောင်ငါကဲ့သို့သောမြမအားပူဇော်ရပါသနည်းလာကြကုန်ယခုပင်လင်သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားထံမောက်သွားရောက်ပူဇော်ကြကုန်အံ့ဟု၍ပြောဆိုပြီးလင်ထိုအင်္ဂါတိုင်းမဂဒတိုင်းနှစ်တိုင်းမှမြတ်စွာစည်းဝေးရောက်လာကြသောလူအပေါင်းချာယံလျက်မြတ်စွာဘုရားသတင်သုံးရာကိစ္စကုတ်တောင်ယံသို့သွားရောက်ပြီးလင်ယဇမာနာနံမနုဿာနံပုံညပေခန္ဓာပါဏိနံကရောတံဩပတိကံပုံညံကထဒိဏမဟာဗလံဟုဘုံတော်ကြီးများတော်မူလာသောသဗ္ဗညုမြတ်စွာဘုရားကောင်းမှုကုသိုလ်ကိုအလိုရှိသဖြင့်ပူဇော်ကြသောတတ္တဝါတို့အားဥပတိအကျိုးကိုဖြစ်စေတတ်သောကောင်းမှုကုသိုလ်ကိုပြုလုပ်ကြသောတတ္တဝါတို့အားအဘယ်မည်သောအလှကံပုဂ္ဂိုလ်၌ပြုတမ်းရသောအလှဒါနသည်အထူးသဖြင့်ချီးမွမ်းအမြတ်သောအကျိုးရှိပါသနည်းဟုမေးမြန်းလျောက်ထားခဲ့ပါသည်ထိုကသဗ္ဗညုမြတ်စွာဘုရားသည်သန္တာရောဇပတိပါဏာသန္တာရောဇဖလေထိတာဧတာတံကိုဥစုကုတောပညာသီလသမာဟိတောယဇမာနာနံမနုဿာနံပုညပေခဏပါဏိနံကရောတံဩပတိကံပုညံသံဃိဒိဏမဟာဗလံဟုနာတုကိုအစိုးရသောတရားမင်းသောတာပတ္တိဘုဒ္ဓရာဂာမိဘုနာဂာမိဘုရားတဖို့တို့ရောက်ဖို့ရန်ရဖို့ရန်ကျင့်ကြံကြိုးကိုပွားများအားထုတ်စေဖြစ်ကြသောမဂ္ဂထံပုဂ္ဂိုလ်၄ယောက်မက်ကိုလွန်မြောက်၍ဖို့တို့ရောက်ပြီးဖြစ်သောဗလထံပုဂ္ဂိုလ်၄ယောက်ဤရှိရောက်သောအရိယသခင်သူတော်စင်တို့သည်ပြည့်စုံသောသီလသမာဓိပညာကုန်နှင့်ပြည့်စုံတော်မူကြပါပေကုန်၏နတ်တို့ကိုအစိုးရသောတရားမင်းကောင်းမှုကုသိုလ်ကိုအလိုရှိသဖြင့်ပူဇော်ကြကုန်သောခန္ဓာ၅ပါး၏ပြည့်စုံခြင်းအာယုံ၅ပါးကာမတရားတို့၏ပြည့်စုံခြင်းတည်းဟူသောဥပတိအကျိုးကိုဖြစ်စေတတ်သည့်ကောင်းမှုကုသိုလ်ကိုပြုလုပ်ကြသောထိုထိုသတ္တဝါတို့၏အလှူဒါနသည်ဆိုအပ်ပြီးသောအရိယာသံဃာများ၌လူတန်းအသေးရှိသောလွန်စွာချီးမွမ်းအမြတ်သောအကျိုးရှိလာပါပေသည်ဟု၍သာပင်ညုမြတ်စွာဘုရားသည်လျောက်စွာပြီးသောတရားမင်းတောင်းမှန်လျောက်ထားခြင်းဟုသောအထုပ်ပကြောင့်ဤယဇမာနာသုတ်တံဒေသနာတော်မြတ်ကိုပညာခွဲကြဟောထားတော်မူအပ်ခဲ့ပါသည်အရှင်ဘုရားကဟာထဝန္ဒနာသုတ်တံပနာဟုသောဘဂဝတာကာထကာရဘကထင်စဘာတိတံသာဝတိယမန္တေသမ္မဟုလေဘိက္ခုအာရဘဘုနာပုဗ္ဗံဘိက္ခဝေတကောဒေဝနာမိနော
မာတလိန်သင်္ဃာကံအာမန္တေတိတိဧဝမာဒီနာဗန္တိဘဂဝတာဘာတိတံသာထဝန္ဒနာမြည်သောသုတ်တံတရားဒေသနာတော်ကိုဘုန်းတော်၆ပါးနှင့်ပြည့်စုံတော်မူသောသာဝေညုမြတ်စွာဘုရားသခင်သည်အဘယ်ရရေတ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်သို့သောအချင်းရာအဖြစ်ဟောကြားတော်မူခဲ့ပါသနည်းငါရှင်အာဝတိပြေယဝေများစွာသောဓမ္မပဋိက္ခာကာယံတို့ကိုအကြောင်းပြု၍ဘုနာဘုဗ္ဗမေခဝေသကောဒေဝနာမိန်တော်မာတလိန်သင်္ဃာကံအာမန္တိတိအစာရှိသည်ဖြင့်ရှင်သာယာနုရှိ၌ဖြစ်ဘူးအကြောင်းတို့သည်ကနတ်တို့ကိုအစိုးရသောတရားမင်းသည်ယထာမူဖြစ်သောမာတလိနတ်သားကိုခေါ်၍ယောဇေဤသမ္မသာရတိယောဇေဤသမ္မမာတလိအဟံသာယုတ်တံအာဇိညရတံဥယနာဘူမိန်ကိသမသူမိန်ဒသနာယဟု၍အချင်းမာတလိအာဇာနိမြင့်တထောင်ကသောယထာကိုရှင်မာလောကပါလောကောင်းမြတ်တန့်စင်မြေပြင်ကိုကြည်အပ်သောငါဥယျင်သို့သွားပါကုန်အံ့ဟုပြောဆိုခဲ့ပါသည်ထိုအခါဝဲမာတလိယထာဒိဋ္ဌိဧဝံပါဒံတဝါကောင်းပါပြီအရှင်ဟု၍တရားမယဝန်ခံပြီးလင်နတ်မြင့်တထောင်ကသောဝေဇယန္တာယထာကိုပြင်ဆင်ပြီးလင်ယုတ်တော်ခောတေမရိတသဟံသာယုတ်တော်အာဇိညရတောယတဒါနိတွန်ကာလမင်းညတိဟု၍ဒုက္ခခတိငြိမ့်မှသောအရှင်တရားမင်းအတွက်အာဇာနိမြင့်တထောင်ကသောနယထာကိုကပြီးပြင်ပြီးဆင်ပြီးဖြစ်ပါတော့သည်သွားဖို့ရန်ချင်းကိုအရှင်တရားမင်းသိပါလို့ပြောဆိုသောအခါရှင်သာယာနုတရားမင်းသည်ဝေဇယန္တာပြတ်သမမဆင်းခဲ့၍မြေပြင်သို့ရောက်လာသောအခါရှေ့နောက်တောင်မြောက်1400တိဟုသောရဆယ်မျက်နှာတို့သို့လိကာဖြင့်လက်အုပ်ချီငိုးရှိခိုးခဲ့ပါသည်ထိုအခါမာတလိယထာတေငါတံနမတန္တိတေဝိဇာသဗ္ဗေဘုံမာသခတ္တိယသန္တာရောသမာရာသတိတသာသယတတိနောအထကောနာမသောယခောယံတုံသက္ကနမတတိဟု၍နတ်တို့ကိုဆိုရသောတရားမင်းအောက်လူပြည်လောကဝေထင်ရှားရှိကြသည်ဒေဝိဇာကိုင်ဝန်ပုံနာတို့သည်၎င်းလူပြည်လောကမြေပြင်မှီတွဲ၍နေကြသောသမုဒိနခောပညာတိအလုံးစုံသောမင်းအပေါင်းတို့သည်၎င်းသတုမာရိနာအပေါင်းတို့သည်၎င်းဒါဝိဒနာအပေါင်းတို့သည်၎င်းအရှင်တရားမင်းကိုဝိုင်းဝန်း၍ဥညွှရှိခိုးကြရပါကုန်သည်သို့စဉ်တစေဖြစ်ပါလျက်လီအရှင်တရားမင်းသည်အမတ်မထင်အကျဉ်နတ်ကိုရှိခိုးခဲ့ပါ၏ထိုအရှင်တရားမင်းရှိခိုးသောနတ်သည်ကဘယ်နတ်ဖြစ်ပါသနည်းဟုမေးမြန်းလျောက်ထားခဲ့ပါသည်ထိုကတရားမင်းသည်မန္နမတန္တိတေဝိဇာသဗ္ဗေဘုံမာသာခတ္တိယအစာရှိသည်ဖြင့်အချင်းမာတလိငါကိုလူပြည်လောကဝေတေဝိဇပုံနာသမုဒိနာခောပညာတိမင်းပေါင်းတို့နှင့်တကွာသတုမာရဏတာဝရိန္ဒနတ်တို့ဥညွယိုကျိုးရှိခိုးကြသည်ကမှန်ပါပြီအဟိံစသီလသံဗန္နေစီရာရတသမာဟိတေသမ္မာပပ္ပစီတေဝန္ဒေပြမစရိယပရာယနေအချင်းမာတလိငါတမူကားကြာမြင့်စွာသောနေညင်ပါလုံးဥပ္ပစာရသမာဓိအပ္ပနာသမာဓိနှစ်ပါးတို့ဖြင့်တည်ကြည်တော်မူကြပါပေကုန်သောအနှစ်20 30 40 50အစရှိသည်ဖြင့်မြတ်သောအကျင့်ကိုမကြိုးမပေါမပြောင်းမကြားရအောင်ထိမ့်သိမ့်စောင့်ရှောက်ကျင့်ကြံကြိုးကိုအားထုတ်တော်မူကြပါပေကုန်သောလူပြည်လောကဝေယဟန်တော်သခင်အရှင်သူမြတ်တို့ကိုလေငါသည်ဥညွတ်ယိုကျိုးရှိခိုးပါပေ၏ယေကထဘုံညကရာသီလဝန္တောဥပါဒကဓမ္မေနဒါရံဘောသင်တိတေနမတာမိမာတလိယထာတေလူပြည်လောကဝေအမတ်မထင်အကျဉ်လူတို့သည်အမတ်မထင်အကျဉ်လူတို့သည်သွန်သင်္ကန်းကြောင်းစေတီဟုသောပစ္စည်းလေးပါးကိုလှူဒန်းခြင်းဝတ်ပန်းမြတ်လေးပန်းလှူဒန်းပူဇော်ခြင်း
စီမီတထောင်ကုသိုလ်ခြင်းအစရှိသောကောင်းမှုကုသိုလ်ကိုပြုလုပ်ကြပါပေကုန်၏ငါးပါးရှင်းပါးဆယ်ပါးဒီဟုသောသီလတို့ကိုလေနေ့အလျောက်အခါအလျောက်စောင့်ရှောက်ထိန်သိမ်းပြည့်စုံသေးကြပါပေကုန်၏ယရဏသုံးညကိုမပြခါစားစီကကြပါပေကုန်၏အကျဉ်ပုဂ္ဂိုလ်တို့သည်တရားသဖြင့်ရှာမိပြီးလင်တရားနိလန်းကိုမလွန်မှု၍သားမယားတို့ကိုမွေးမြွေးကျွေးမွေးသုတ်သင်ပြုပြင်စောင့်ရှောက်ကြပါပေကုန်၏ထို့သို့သဘောရှိသောလူပြည်လောကဝယ်သီလတည်ကောင်းတင်ဂုဏ်တင်ပြည်စုံ၍ဥပါဒကစင်စစ်ဖြစ်ကြသောတရားသဖြင့်မိမိတို့၏သားမယားကိုစောင့်ထိန်ပြုစုလုပ်ကြွေးကြသည့်လူသူတော်ကောင်းတို့ကိုလေနတ်တို့၏အရှင်ဖြစ်သောငါတရားသည်ရှိခိုးပါပေ၏ဟု၍တရားမင်းသည်မာတလိယထာဒိန်အားပြန်ကြားပြောဆိုခဲ့ဘူးကြောင့်အမသံဗုဒ္ဓမြတ်စွာဘုရားသည်သာဝတိပြည်အရဝေဤလူပြည်လောကမှာယဟန်တော်အရှင်သူမြတ်တို့ဤလူပြည်လောကမှာလူသူတော်စဉ်ပုဂ္ဂိုလ်မွန်းတို့အားနတ်ပြည်လောကမှာတရားကပင်သောလိယိုသေးဥညွတ်ရှိခိုးရကြောင်းကောင်းစွာထင်ရှားစိတ်သောငါဂါထာဝန္ဒနာအမည်ရသောဤသုဒ္ဓံဒေသနာတော်မြတ်ကိုပညာခွဲကြဟောကြားတော်မူအပ်ခဲ့ပါသည်အရှင်ဘုရားသူနာတုမေဗန္ဒေသံဃောအံဗန္ဒေအာယတမန္တံဝိစိဒသာရာပိဝန္တံတိပိဒကတရဓမ္မဗန္နာဂာရိကံသံယုဒ္ဓနိကာယေအာလောကသုဒ္ဓတော်ပထာယဘုဇိတဘာနိနေဂိုင်းဌာနာနိဘုဇေဗုဒ္ဓသသောအာယတမဝိစိဒသာရာပိဝန္တောဝိပိဇာဝိသေစေတိဣတိရာဗန္ဒေနေမလံသူပရိသုရံတတဝဘဂဝတဝဇနာရတောသမ္မာသမ္ဗုဒ္ဓသာသာသမယထာပုရိမာဂသဘာရိယောဘောရဏသင်္ကိတိကာရာဧဝမေဝမယံပိဒာနိသတ္တသင်္ကိတိမဟာရမသဗ္ဗပရိယပန္နာဣမံသာယုဒ္ဓနိကာယသင်္ခါတံဗုဒ္ဓဘာဝစနံယထာနုပါဒထနာတောပထာယဧကတောသစ္စာယိတဝါသံဃာယေယမသံဃာတော်ရှင်သူများတို့ဗျာဘုရားကြီးတို့ရွေးသွဲလောက်ထားစကားကိုနားဆင်တော်မူကြစေလိုပါသည်ဘုရားကြီးတော်သည်တိပိဋကဓမ္မဗန္နာကာရိကအရှင်ဝိစိတသာရပိဝန္တကိုသံယုဒ္ဓနိကေ၌အာလောကသုံးပါးဆက်ရမေးသိမေးတဲ့သောအချက်လက်ပေါင်းများစွာတို့မင်းမြန်းခဲ့ပါပြီတို့ရှင်ဝိစိတသာရပိဝန္တသီလမေးတိုင်းမရှင်းလင်းဖြေကြခဲ့ပါပြီတို့ဖြစ်ပါ၍ဤသံယုဒ္ဓနိကေပါဠိတော်စကားရစုသည်အငြိအကျေးကင်းလက်ကောင်းစွာသားချင်းစင်ကြယ်နေပါပြီပူဇော်တို့ခန္ဓာမူတဲ့သောညရာ၅ပါးတရားလုံးစုံကိုကွန်ဆင်းသိမြင်တော်မူသောဘုန်းတော်၆ပါးနှင့်ပြည့်စုံတော်မူသောထိုဘုရားသခင်ဤဟောကြားတော်မူခဲ့ရင်တရားတော်စင်စစ်ဖြစ်ပါသည်ရှင်ဘုရားတို့တို့ဖြစ်ပါ၍ရှိခါကာလအရှင်မဂ္ဂသဗ္ဗအစရှိသောရှိသောသံဃာနာရေမထေရများတို့သည်မြတ်စွာဘုရား၏သာသနာတော်အရှိတီတိုင်းလက်မှတရားပေါင်းတို့အကျိုးစီးပွားများစွာထွန်းကားစေခြင်းကြိုးငါမြတ်စွာဘုရားဟောကြားတော်မူသောတရားတော်များကိုသင်္ဃာနာတင်တော်မူကြကုန်တဲ့သောဒုနိတုမြင်ခုခါကာလ၌ဒီသတ္တသင်္ဃာနာမဟာရဟသမင်းကြီးနဲ့ဘာဝင်လဲဆောင်ရွက်တော်မူကြသောအာလုံးသောသင်္ကိတိကာရအရှင်များတို့သည်ဘာယုဒ္ဓနိကေကိုခေါ်ဆိုအပ်သောဒီမြတ်စွာဘုရား၏ပါဠိတော်စကားရစုကိုအစဉ်ရောက်ရမှစ၍တပေါင်းနည်းအငြင်းကြီးကိုဆိုကာဝမ်းမြောက်ဝမ်းသာနှင့်သင်္ဃာနာတင်ကြပါစို့သက်တော်ရှိရှင်ဘုရားတို့